ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပါအခုကျွန်ုပ်၏တင်ပြမှုသည်ကျွန်ုပ်၏ကိုယ်ပိုင်တွေ့ရှိမှုဗဟုသုတနှင့်ဓာတ်ရဲ့အသိပညာများကိုပေါင်းစပ်ဖလှယ်ပြီးတင်ဆက်ခြင်းတစ်ခုသာဖြစ်ပါသည်ကျွန်ုပ်၏ကိုယ်ပိုင်ယူဆချက်များသာဖြစ်၍ဓမ္မမိတ်ဆွေများအနေနဲ့စိတ်တော်ကြမှုမကြမှုများရှိနိုင်ပါသည်ဤတင်ဆက်မှုနှင့်ပတ်သက်၍မိတို့ပင်ဝေဖန်ဆွေးနွေးအကြံပြုမှုမျိုးမဆိုကြိုးဆိုလက်ခံပါသည်ဘောင်ပြင်ကိုထွက်၍လွတ်လပ်စွာတွေးခေါ်တင်ဆက်ခြင်းဖြစ်၍လည်းကျွန်ုပ်၏မှားယွင်းမှုမိတ်ဆွေများနှင့်စိတ်တော်ထားခြင်းမတိုက်ဆိုင်မှုများရှိပါကနားလဲခွင့်လွှတ်ပေးပါရန်အနုအညွတ်တောင်းပန်အပ်ပါသည်ဦးထွေးဝင်းခေတ်သစ်ဓမ္မမိတ်ဆွေဒီနေ့ကျမတို့အသေးစိတ်လေ့လာဆွေးနွေးမယ့်အကြောင်းအရာကတော့ဟိုလီတော်တော်လေးကိုအမြင်သိရစေတယ်ရှင်ဟုတ်တယ်ဗျာတကယ်ကိုစိတ်ဝင်စားစရာပါကျမတို့ဒီရက်ကိုအကြိမ်ပေါင်းတောင်းနဲ့ချီပြီးမလွတ်မဖြစ်လုပ်နေရတဲ့အသက်ရှူခြင်းဆိုတဲ့တာမန်လုပ်ငန်းစဉ်လေးကနေလူသားတွေရဲ့ငါဆိုတဲ့အစွဲလန်းကြီးကိုဘယ်လိုခွာချနိုင်သလဲဆိုတဲ့မတ်စုတွေကိုဆွေးနွေးသွားမှာပါရှင်ဒီမတ်စုတွေအတိကအတက်ကပါလဲဆိုတော့ဟိုပါဠိစာပေအတုံးလုံးအခက်ကြီးတွေကိုပေးဖယ်ထားတာပဲဗျာဟုတ်တယ်နားလည်ရလွယ်တယ်တကယ်ကိုလက်တွေ့ကြရှင်းပြထားတာလीတဘာဝတရားရဲ့အကြောင်းအကျိုးဆက်နွယ်မှုဆိုတဲ့ပဋိစ္စသမုပ္ပါဒဘောတရားကိုစာအုပ်ကြီးတဲ့အတိုင်းမဟုတ်ပဲကိုယ်ခန္ဓာကိုယ်တွေကလီဝင်လီထွက်လီကိုကြည့်ပြီးလက်တွေ့ချိတ်ဆက်သွားတာပေါ့မှန်ပါတယ်ဗျာအဲ့ဒီလိုဖွဲ့စည်းထားတာတော်တော်လေးမိုက်တယ်အစာပိုင်းဖက်လိုက်ရတော့ကတော့ကျမနည်းနည်းထူးဆန်းတယ်လို့ခံစားရတယ်ဘယ်လိုမျိုးလဲခင်ဗျာတာမန်အဖြစ်ဆိုရင်အသက်ရှူတယ်ဆိုတာငါရှူနေတာလို့ပဲထင်တာတော့ဟုတ်တာပေါ့လူတိုင်းအဲ့ဒီလိုပဲထင်ကြတာပဲလीဒါပေမဲ့မဆုတဲ့ထဲမှာယုံနဲ့နာအပြန်လန်အကျိုးပြုပုံကိုဖက်လိုက်ရတော့မှအော်ဆိုပြီးသဘောပေါက်သွားတာရှင်းရှင်းလေးပဲဗျာခန္ဓာကိုယ်ဖြစ်တဲ့ယုတ်ကအောက်ဆီဂျင်လိုအပ်လာပြီဆိုပါစို့လိုအပ်လာပြီအဲ့ဒီအခါမှာရှူကျင်တဲ့စိတ်ဆိုတဲ့နာမ်ကအလိုလိုဖြစ်ပေါ်လာတာတဲ့စိတ်ယုံတယောက်မှာအပူချိန်တက်လာရင်အေးပစ်ဆက်အလိုလိုပွင့်ထားတဲ့သဘောမျိုးပေါ့နော်ဒီကြပါတယ်ဗျာခန္ဓာကိုယ်ကတောင်းဆိုတဲ့အတွက်ရှူကျင်တဲ့စိတ်ဖြစ်လာတယ်ဟုတ်ကဲ့အဲ့ဒီစိတ်ကြောင့်ပဲလေကိုတွန်းကန်လှူရှားစေတဲ့သဘောတရားလေးဖြစ်လာတယ်စာပေလို့ဆိုရင်တော့ဟိုစိတ်သက်သက်ဝါရောလို့ခေါ်တာပေါ့လေအလွယ်ပြောရရင်တော့စိတ်ကညီဖြစ်ပေါ်လာတဲ့ရုပ်ပိုင်းဆိုင်ရာလှူရှားမှုပေါ့အတိအကျပဲအဲ့ဒီကနေတဆင့်အသက်ရှူတွင်းတာဖြစ်လာတယ်ပြီးတော့ဖင်တာကောဝင်လာတဲ့လေကိုမလိုလွတ်တော့တဲ့အခါဖိအားကြောင့်အပြင်ကိုပြန်ကန်ထုတ်ဖို့ထုတ်ချင်တဲ့စိတ်ဖြစ်လာပြန်ရောဟုတ်တယ်ဗျာဒါဟာအပြန်လာမိတဲ့ပြုနေတဲ့တဘာဝဆက်သွားလေးတွေသူ့လိုလဲပတ်နေတယ်လို့ပါပဲဒါပေမဲ့ဒီနေရာမှာကျမစဉ်းစားမိတာလေးတခုရှိတယ်ရှင်ပြောပါဦးဗျာတခါလေကျမတို့ကတက်ပြင်းရှိကြည့်တဲ့ရှုထုတ်လိုက်တာမျိုးဒါမှမဟုတ်လေးကိုပြင်းပြင်းရှုသွင်းလိုက်တာမျိုးလုပ်တတ်ကြတယ်လေဟုတ်တယ်အဲ့ဒီတော့အချိန်မျိုးမှာငါရွေးချယ်ပြီးရှုနေတယ်ငါထိန်းချုပ်ထားတယ်လို့အထင်ရောက်เสียရှိတယ်လေအဲ့ဒါကိုရောပြရှင်းပြတော့ရမလဲအဲ့ဒါကတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်မိကုံးပဲဗျာတေချာပြန်တောင်းတချင်ရင်ကိုယ်တိုင်ရှူချင်လွန်းလို့ဖန်တီးပြီးရှူနေရတာထက်မရှူဘဲမနေနိုင်လို့ရှူနေရတာပုံမှန်လိမ့်မယ်မရှူဘဲမနေနိုင်လို့ဆိုတာကဟုတ်တယ်လေအသက်ကိုအကြာကြီးအောင်ထားကြည့်လိုက်ပါလားခဏနေရင်ခန္ဓာကိုယ်ကမုန်းကျက်လာပြီးမဖြစ်မနေပြန်ရှူထုတ်ရှူသွင်းလုပ်ရတော့တာပဲလေအထက်စီးကနေအမိန်ပေးချဲလေနေတာလုံးဝမဟုတ်ဘူးဗျအကြောင်းတရားတွေစုံညီလာလို့အကျိုးတရားအနေနဲ့သဘာဝအလျောက်အသက်ရှူနေရတာတသက်ပဲပေါ့ဟုတ်ပါတယ်တကယ်ပဲနော်အသက်ရှူခြင်းဆိုတဲ့ဖြစ်စဉ်ကြီးကိုငါကပိုင်ဆိုင်ထားတာမဟုတ်ဘူးငါကဖန်တီးနေတာမဟုတ်ဘူးဆိုတာကိုတွေ့ချစောင့်ကြည့်သိမြင်လာတဲ့အခါငါရှူနေတယ်ဆိုတဲ့အစွဲကြီးကအလိုလိုရွတ်ကြတော့တာပေါ့အနတ္တဆိုတဲ့ငါမရှိခြင်းသဘောတရားရဲ့အညစ်တာကဒါကိုပြောတာပဲဖြစ်ရမယ်ဗျာဒါဆိုရင်ဒီလိုရှုမြင်နိုင်လာတာဟာစာအုပ်ထဲကစိတ်ကူးရင်ဒသနာတတ်မဟုတ်တော့ဘူးနော်လုံးဝမဟုတ်တော့ဘူးနေစဉ်ဘဝအတွက်လက်တွေ့ကြတဲ့အားသာချက်တွေအများကြီးရှိလာတယ်ဥပမာဘယ်လိုမျိုးလဲရှင်ဥပမာစိတ်ဖိစီးမှုများလာတဲ့အခါပူပင်တောကတွေဝင်လာတဲ့အခါငါစိတ်ညစ်နေတယ်ငါကိုပြတ်သမားတွေဝိုင်းနေတယ်ဆိုပြီးငါဆိုတဲ့ခံစားချက်ကြီးနဲ့ပိတ်မိနေတတ်ကြတယ်လေဟုတ်တယ်တော်တော်များများအဲ့လိုပဲခံစားရလိရှိတယ်ဒါပေမဲ့ကိုယ့်ရဲ့လေဝင်လေထွက်လေးကိုပြန်ကြည့်ပြီးဒါတွေဟာအကြောင်းနဲ့အကျိုးအပြန်လန်းတွန့်ပြန်နေတဲ့သဘာဝဖြစ်စဉ်တစ်ခုပါလာလို့မြင်လိုက်နိုင်ရင်အဲ့ဒီအလေးချင်းကြီးချက်ချင်းပေါ်သွားတာကောအတိအကျပဲဗျာဆိုလိုတာကငါအမှန်တကယ်ရှိတယ်ဆိုတဲ့အစွဲကိုပယ်ဖြတ်လိုက်နိုင်တယ်လို့တစ်ဖက်မှာလည်းလောကကြီးမှာဘာမှမရှိဘူးဆိုတဲ့ဟာလာဟင်းလင်းအတွေ့မျိုးစီကိုလည်းမယုံသွားဘူးပေါ့မှန်ပါတယ်အကြောင်းတရားနဲ့အကျိုးတရားလေပတ်နေတာကိုအရှိအတန်းရိုးရိုးရှင်းရှင်းလေးညင်သွားတာမျိုးဗျာစာပေမှာတော့ဒါကိုနာမရူပပရိခြေဒဉာဏ်နဲ့ပစ္စယပရိကဟဉာဏ်လို့နာမည်တက်ထားတာရှိတယ်နော်ဟုတ်တယ်နာမည်ကြားရရင်သာလန့်တော့ရရှိတာတကယ်တမ်းအနိတ္တာကအရန်ရိုးရှင်းပါတယ်က
ကိုယ့်ရဲ့ရုပ်ခန္ဓာနဲ့စိတ်ရဲ့နေနစ်မြစ်ကိုရှင်းရှင်းလင်းလင်းခွဲခြားသိမြင်လာတာကတခု ပြီးတော့အဲ့ဒီနှစ်ခုကြားကဘယ်အရာကအကြောင်းဘယ်အရာကအကျိုးဆိုတာကိုနားလည်သွားတာကတခုဒါပါပဲဘာမှရှုပ်ထွေးမနေပါဘူး တဲ့မဆူရီရဲ့အနှစ်ချုပ်ကတော့အသက်ရှူခြင်းဖြစ်စဉ်တစ်ခုလုံးဟာယုံနဲ့နန်တို့ရဲ့အကြောင်းအကျိုးဆက်ဆက်မှုတတ်တာဖြစ်တယ်ဆိုတာပါပဲရှင် ဟုတ်ကဲ့ အဲ့ဒီအထက်မှာအမိန်ပိစိတ်ခိုင်းနေတဲ့ပိုင်ဆိုင်နေတဲ့ငါဆိုတာလုံးဝမရှိဘူးဆိုတာကိုကိုယ့်ရဲ့လီဝင်လီထွက်ကနေတဆွင်လက်တွေ့ကြကြသိမြင်နိုင်ပါတယ် ဒီတော့စက်ပြီးစဉ်းစားကြည့်ဖို့ခေါ်တဲ့ချက်ကြီးတစ်ခုကိုခြံထားခဲ့ခြင်းပါတယ်ဗျာ ဟုတ်ကဲ့ဗာများလေရှင် အခုလိုမျိုးငါမရှိတော့အကြောင်းအကျိုးအမှန်တရားကိုအသက်ရှူခြင်းဆိုတဲ့အလိုလျောက်ဖြစ်စဉ်တစ်ခုတည်းမှာတင်မကပဲလမ်းလျှောက်တာအစားစားတာဒါမှမဟုတ်စကားပြောတာစတဲ့နေ့စဉ်လှုပ်ရှားမှုတွေမှာပါအလားတူရှုထောက်ကနေအသုံးချကြည့်ရော အာစိတ်ဝင်စားစရာပဲ ငါလမ်းလျှောက်နေတာမဟုတ်ဖက်လျှောက်ချင်တဲ့စိတ်ကြောင့်ခြေလမ်းတွေရွေ့သွားတာဆိုပြီးတတိကတ်ကြည့်ရင်ကျွန်တော်ရဲ့နေ့စဉ်ဘဝမှာဘလောက်တောင်ရိုးရှမ်းအေးချမ်းတဲ့အတိမြင်သက်တဲ့ထပ်ရလာနိုင်မလဲဆိုတာကိုကိုယ်တိုင်ပဲဆက်လက်စူးစမ်းကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်ဗျ